ကဲလေးဘက်နာဖြစ်နေတဲ့သူတွေကပေါ့နော်ဒီအပင်လေးကိုလေအမိအရသာအပြေးရှာပြီးတော့တုံးကြည့်လိုက်တော့ဒီပင်လေးကိုတုံးပြီးတော့လက်တွေတကယ်ပျောက်ကင်းသွားတယ်ဆိုတဲ့သူရဲ့အသုံးပြုပုံလေးကိုပြန်လဲပြီးတော့မျှဝေပေးမယ်ပေါ့နော်သူဘလို့လောက်ခဲ့တယ်လဲဆိုတော့ဒီတင်းမောရွက်ကိုပေါ့နော်သူထမင်းစားတိုင်းအတို့အမြုပ်ဖြစ်နေသူအမြဲတမ်းသူလှုပ်ရှားတယ်ပြီးရင်ဒီတမောရွက်ကိုကြိတ်ချေပြီးတော့ရလာတဲ့တထုကြီးအနှဲငယ်ကိုပေါ့နော်တို့အများကြီးတော့မရဘူးပေါ့ကွယ်ဒီတမောရွက်ရေကိုကြိတ်ချေပြီးရလာတဲ့တထုကြီးအနှဲငယ်ကိုလည်းသူအမြဲတမ်းတောက်ပေးတယ်နောက်တစ်ခါဒီတမောဒီအစိမ်းပေါ့တမောဒီအစိမ်းကိုထချမ်းခွက်လိုက်တဲ့အခါမှာဒီအသီးကနေထွက်လာတဲ့အဆေးဖြူဖြူလေးတွေရှိတယ်အဲ့ဒီအဆေးဖြူဖြူလေးတွေကိုဒီလက်ပစားဇွန်းလေးနဲ့ပေါ့နော်တဇွန်းမပြည့်တပြည့်လောက်ခတ်ယူချိယူပြီးတဲ့ခါကျသူကအမြဲတမ်းစားပေးတယ်တဲ့သူအဲ့ဒီလိုမျိုးနေ့တိုင်းလုပ်တယ်ပေါ့နော်ထမင်းစားတဲ့ခါမှာလည်းနည်းနည်းစားတယ်ဒီအသီးအကြီးကိုလည်းအမြဲတမ်းသူတောက်တယ်အသီးကရတဲ့အဆေးကိုလည်းအမြဲတမ်းစားတယ်အဲ့လိုမျိုးလုပ်လိုက်တာ2လကျော်ကြာတဲ့ခါမှာလေးဘက်နာဝေဒနာဟာပေါ့နော်ရှူးပစ်တယ်လို့ကိုသက်တာပျောက်ကင်းသွားတယ်တခြားဆေးရုံဆေးကလည်းသွားစရာမလိုတော့ဘူးသူမှတခြားဆေးတွေဘာမှသုံးစရာမလိုပဲနဲ့ပေါ့နော်ဒီနီးလေးတစ်ခုတည်းနဲ့ပဲသူ့ရဲ့ဝေဒနာကသက်တာပျောက်ကင်းသွားခဲ့တယ်တဲ့ဒါလေးကတော့ဟလာပျောက်ကင်းသွားတဲ့သူရဲ့မျှဝေမှုလေးကိုပြောပြချက်လေးကိုပြန်လဲမျှဝေပေးတာပါအဲ့တော့အခုလေးဘက်နာဝေဒနာခံစားနေရတဲ့သူတွေကလည်းဒီနည်းလေးကိုလှုပ်ကြည့်မယ်ပေါ့နော်အဲ့လိုမှလှုပ်တော့လှုပ်ကြည့်တယ်ဝေဒနာကပေါ့နော်အခုချိန်ထိတဘာဝဆေးဟိုဟာတွေကကောင်းတယ်ပြောလို့လည်းလှုပ်တာပဲဒီဟာတွေကကောင်းတယ်ပြောလို့လည်းလှုပ်တာပဲအခုချိန်ထိပေါ့နော်ဝေဒနာနဲ့ဆေးရမတွေ့ဘူးမတက်တာဘူးဆရာမရေဒေါ်မွန်ကြီးကျုပ်တို့ဘယ်လိုလုပ်ရမလဲဆိုရင်နော်တဘာဝနီးတွေမျှဝေတဲ့ကြားထဲမှာအဆင်မပြေဘူးဆိုရင်တော့မွန်ကြီးစီမှာမွန်ကြီးရောင်းတဲ့ဆေးလေးတွေဒီတောက်သုံးစရာလေးတွေကိုတောက်သုံးကြည့်ပါလိမ့်စရာလေးတွေကိုလိမ့်ကြည့်ပါလို့နော်မှာယူခြင်းနဲ့မေးမြန်းခြင်းနဲ့ပေါ့နော်ဈေးနဲ့ပတ်သက်ပြီးတော့သေးစိတ်မေးမြန်းခြင်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့မွန်ကြီးရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09933345 Viber ကိုဆက်သွယ်မေးမြန်းပြီးတဲ့အခါကျတော့အဆင်ပြေမှမှာယူသုံးဆွဲလို့ရပါတယ်နော်ဝေဒနာနဲ့ဆေးအနာနဲ့ဆေးတွေ့ပြီးတော့အမြဲကျန်းမာပျော်ရွှင်ကြပါစေ